မဲဆွန်မောက်သာဒဏ်ရာတွေကင်းစင်နေရင်ဘယ်လောက်ထိကြောက်ဖို့ကောင်းလိုက်မလဲပရိသတ်များလုံးပဲမင်္ဂလာများ MD Daily Sport Page ကနေပြန်လည်ကြိုလိုက်ပါတယ်ပြီးတဲ့ဒီနေ့ကဘီဘော်အသင်းနဲ့ကစားခဲ့တဲ့ United အသင်းရဲ့ပွဲစဉ်မှာလူစားဝင်ရောက်လာပြီးအရေးပါတဲ့သွင်းကိုနှစ်ခုကိုသွင်းယူခဲ့တဲ့မဲဆွန်မောက်ကိုမြင်လိုက်ရတော့ဒီဘက်တကယ်ကြောက်စရာကောင်းပါလားဆိုပြီးတွေးမိခဲ့ပါသေးတယ်အဲ့လိုချိန်စွမ်းနေအဲ့လိုစွမ်းဆောင်ရည်တွေကိုဟိုးရင်ကလေးကမြင်တွေ့ခဲ့ရတာဖြစ်ပြီးမဲဆွန်မောက်ဟာလာလာရှိတဲ့လူငယ်လေးတယောက်ဖြင့်အင်္ဂလန်ရဲ့ထိပ်တန်းပလေယာတယောက်ဖြင့်မြင်တွေ့ရလိမ့်မယ်ဆိုပြီးသတ်မှတ်ခဲ့ကြတဲ့အထိမေဆွန်မောင်းနဲ့ပတ်သက်ပြီးထင်ချင်းမျိုးစုံပေးခဲ့ကြတာပါ။ချဲစီတင်ဟာ2021ခုနှစ်မှာချန်ပီယံလိဖလားရတော့တလုံးတည်းသောအနိုင်ဂိုးကိုဖန်တီးပေးခဲ့တဲ့သူကမေဆွန်မောင်းပါ။ကွဲတဲ့ပဲဆွန်လောက်ကနေကာယဘက်ရှိရာပြေးလန်းချောင်းတွေကိုကွက်တီရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီးချဲစီအသင်းရဲ့ဒုတိယမြောက်ချန်ပီယံလိဆုဖလားအတွက်ဖန်တီးပေးသွားခဲ့တာပါ။အဲနောက်ဒဏ်ရာပြဿနာတချို့ရရှိခဲ့လို့အရင်လိုစွမ်းဆောင်ရည်ကောင်းတွေကိုပြသနိုင်ခြင်းမရှိတော့ဘဲသူဟာချဲစီအသင်းနဲ့လမ်းခွဲဖို့ဖြစ်လာခဲ့ပါတယ်။သူပြောမဲ့အသင်းကလည်းချဲစီရဲ့ပြိုင်ဘက် United အသင်းကိုပါချဲစီနဲ့ United တို့ဆိုတာမဟာဗျံမဲ့အသင်းတွေလို့တော့ပြောလို့ရတဲ့အထိပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့ကြတဲ့အသင်းကိုမေဆွန်မောက်ကပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့တဲ့အခါမှာတော့မေဆွန်မောက်တယောက်ချဲစီပရိသတ်တွေရဲ့အမုန်းတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ချဲစီပရိသတ်တွေရဲ့ချိန်စာကမေဆွန်မောက်ကို United မှာကြာရှုံးစေခဲ့တယ်လို့ဆရာမဖြစ်ပြီးအင်္ဂလန်သားကွင်းလယ်ကစားသမားဟာဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပြီးတပွဲကန်တလာနားနဲ့ United ကစားသမားတွေကိုအစင်မပြေမှုဘွားနဲ့ဖျက်ဆီးနေကြရတာဖြစ်ပါတယ်။ United ပရိသတ်တွေကစားမေဆွန်မောက်ပေါ်မှာအမြင်မကြည်လင်လာလေးတွေဖြစ်လာခဲ့တဲ့အထိအင်္ဂလန်သားဟာဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေကြရတာပါဒီအကြောင်းအရာတွေအားလုံးကလည်းတီးပြီးသားဖြစ်မှာပါဒီအကြောင်းအရာတွေအားလုံးကိုနောက်ကြောင်းပြန်ပြီးကြည့်လိုက်မယ်ဆိုရင်မေဆွန်မောက်တယောက် United အသင်းကိုစတင်ရောက်ရှိလာခဲ့တဲ့ကအခုလိုအခြေအနေမျိုးတွေနဲ့ရင်မဆိုင်ခဲ့ရတဲ့ဒဏ်ရာပြဿနာတွေကင်းရှင်းနေမယ်ဆိုရင်မေဆွန်မောက်ဟာဘယ်လောက်ထိကြောက်စရာကောင်းလိုက်မလဲဆိုတာပြီးခဲ့တဲ့ဗီဘောင်နဲ့ပွဲစဉ်ကစွမ်းဆောင်ရည်ကိုကြည့်ရင်သိနိုင်ပါလိမ့်မယ်ဘောလုံးအားကစားနဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လေးလုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ